ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်ရှိနေတာတော့ကျောက်စင်မြို့ရဲ့အော်တိုရဲ့ဈေးလေးပြီးပွိုင်းမှာရှိတဲ့ဝမ်မိုအော်တိုကားစားတဲ့ကိုရောက်ရှိနေတာဖြစ်ပါတယ်ဝမ်မိုအော်တိုကားစားတဲ့ကျွန်တော်ညီလေးရင်းထနာခုမှနဲ့ထားတာဖြစ်ပါတယ်ဝမ်မိုအော်တိုကားစားတဲ့မှာမိသီတို့ရဲ့ကားတွေကိုအောက်ပိုင်းတော့လည်းအင်ဂျင်ပိုင်းတော့လည်းပြုပြင်ခြင်းနဲ့ဝမ်မိုအော်တိုကားစားတဲ့ကိုလာရောက်ပြီးပြုပြင်စစ်ဆေးလို့ရပါတယ်ဒီသွားရင်းနဲ့60မျိုးဒီဘက်မှာမိတ်ဆွေတို့ရဲ့ကားများပျက်စီးခဲ့ရင်ဝက်ရှော့ကိုဖုန်းဆက်ပြီးအကူအညီတောင်းလို့ရပါတယ်။ဝမ်မိုအော်တိုကားစားပေးရဲ့ဖုန်းနံပါတ်လေးရတော့399443442109ဖြစ်ပါတယ်။ဝက်ရှော့ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးရတော့399443442109ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ပါတယ်။မိဆွေတို့ရဲ့ကားတွေကိုပြုပြင်စစ်ဆေးခြင်းကိုဦးချင်းမင်းတို့ရဲ့စိတ်တိုင်းကြပြုပြင်ပေးမယ်ဝမ်မိုအော်တိုကားစားဖို့ကိုကြောင်းလန်းခဲ့ပါလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်